အားလုံးပဲမင်္ဂလာပါတငယ်ချင်းတို့ရေဒီနေ့မလက်ကားနေစင်ကာပူကိုဒေးထွေလေးသွားပါမယ်အခုမလက်ကာစင်ထရယ်ကားဂိတ်ကိုသွားနေတာဖြစ်ပါတယ်စင်ကာပူမှာလဲဖို့ရက်များများမရတော့တာရေ budget trip လည်းဖြစ်ချင်တာရဲ့အကြောင်း bus နဲ့အသွားပြန်စီစဉ်ထားတဲ့ one day trip လေးပါကျမတို့သွားတဲ့ချိန်က Chinese New Year ကာလဆိုတော့လေ border က immigration တွေမှာလူအများများပြီးတော့ချိန်ကြာတာမျိုးတွေရှိတတ်ပါတယ်။ဒါတွေရှောင်ဖို့အတွက်ကျမတို့ညကားနဲ့သွားဖို့ပဲဆုံးဖြတ်ထားပါတယ်။ဒါကကျမတို့စီရမယ့်ကားပါ။အခုမလက်ကာစင်ထရယ်ကားဂိတ်ကနေစထွက်လာပါပြီ။မလက်ကာကနေစင်ကာပူကို9နာရီဝန်းကျင်လောက်တော့ကြာပါမယ်။ခမန်းကြီးမနေ့တနာရီလောက်မှစင်ကာပူကိုရောက်ပါမယ်။ကျမတို့ကားလက်မှတ်ကို Redbus application ကပဲဝယ်လိုက်တာပါလက်မှတ်တစ်စောင်ကိုအနည်းဆုံး ringgit 20လောက်ကနေစပါတယ်ကျမတို့ကဒီရဲ့ပိုင်းခရီးဆက်တိုက်သွားနေတာရေညကားစီးမရဲ့အကြောင်းတက်တောင့်တက်တာဖြစ်အောင်တဒန်းကို3ခုပါတဲ့ကားလက်မှတ်ကိုပဲဝယ်လိုက်ပါတယ်အသွားပြန် ringgit 200လောက်ကျပါတယ်မလေးရှားဘက်ကဂျိုဟိုဘာရူ immigration ကိုဖြတ်ခဲ့ပါပြီဒီဘက်ကလည်းစင်ကာပူကကြိုဆိုတဲ့ဆိုင်းဘုတ်လေးမြင်နေရပါပြီနော်ဒီနိုင်ငံအကူမှာသတိထားရမှာကလေကားမတတ်ပါတယ်ကားတွေများတဲ့အတွက်ရှာရခက်တတ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ကားနံပါတ်ကိုတည်တည်ချာချာမှတ်သွားဖို့လိုပါတယ်အခုစင်ကာပူဘော်ဒါက immigration ကိုရောက်ပါပြီဓာတ်ပုံရိုက်ခွင့်မရှိတဲ့အတွက်ကင်မရာကိုပိတ်လိုက်တော့မယ်နော်ဒီနေ့ဖြတ်ခဲ့တဲ့ immigration တစ်ခုစလုံးမှာဘာအခက်အခဲမှမရှိခဲ့ပါဘူးနော်အခုလိုမလေးရှားစင်ကာပူထွက်သွားမယ်ဆိုရင်ပြပြစရာလေးရှိပါတယ်ကျမတို့ကမလေးရှားကိုအလဲဗီဇာနဲ့လာတယ်တလဲစတယ်စင်ကာပူကိုထွက်လာတာပေါ့နော်ကျမတို့ကပြီးရင်မလေးရှားဘက်ကိုပြန်มาဖြစ်တဲ့အတွက်ဗီဇာလျှောက်တဲ့အခါမှာမာတီဘေဗီဇာလျှောက်ခဲ့ဖို့လိုပါတယ်စင်ကာပူရောက်တော့မနေ့တနာရီရှိပါပြီကျမတို့ကားလက်မှတ်ကိုတဲမဲညာနဲ့အနီးဆုံး Woodlands ထိဖြတ်ခဲ့တာပေါ့နော်အခု Woodlands ကနေပြီးတော့တဲမဲနေရာကိုတက္ကစီထပ်စီရပါတယ်ဒီနေ့ပထမဦးဆုံး Orchard Road ကိုသွားပြီးအမတ်တရားတပ်ပုံရိုက်ကြပါတယ်အချိန်ချွေတာတဲ့အနေနဲ့ shopping လုံးဝမလုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်အခုရောက်နေတာက Universal Studio ပါစီလိုဆိုပြီးရောက်တော့မိုးတွေရွာလာတာကြောင့်မို့ရထားနဲ့ပဲပတ်လိုက်ပါတော့တယ်
အခုမာရီနာဘေးဆင်းနဲ့ဂါရင်းကိုရောက်နေတာဖြစ်ပါတယ်ဒါကတော့မာရီနာဘေးဆင်းမှာရှိတဲ့နာမည်ကြီးဟိုတယ်ပေါ့နော်မာလာယွန်းကစင်ကာပူကနာမည်ကြီးနေရာတွေထဲကတစ်ခုပါဒီမာလာယွန်းရုပ်ထုကိုငါးခန္ဓာကိုယ်နဲ့ချင်းလေးကပေါင်းဆက်တည်ဆောက်ထားဖြစ်ပါတယ်မလေးရှားကိုတော့မနက်2 နာရီမှပဲပြန်ရောက်ပါတော့တယ်ဒီဗီဒီယိုကိုကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်